အောက်မင်္ဂလာပါကျွန်တော်ခိုင်တူပါပြီးခဲ့တဲ့အပိုင်းတွေတုန်းကကျွန်တော် ice နဲ့ T-Rex ကိုသုံးပြီးတော့ level fan ခဲ့ပါတယ် T-Rex ကတော်တော်ကြီးကျန်းတဲ့ထဲမှာပါတယ်ဗျပြီးရဲ့နောက်မှာတော့ကျွန်တော် level 450ဖြစ်သွားပြီးတော့ကောင်းကင်ကျွန်းတဖန်ပြန်သွားခဲ့ပါတယ်အဲ့ဒီမှာပဲကျွန်တော်ရဲ့ permanent T-Rex ကိုသုံးပြီးတော့ level share fan ခဲ့တာပါကဲအခုကတော့မြင်တဲ့အတိုင်းပဲကျွန်တော်ရဲ့ level က901တောင်ရောက်သွားပါပြီဒီမှာဆိုကောင်းကင်ကျွန်းရဲ့ boss တစ်ကောင်ဖြစ်တဲ့ Whisper ကိုတတ်မှာပါကောင်စိုးလေးဟိုမှာတယောက်တည်းအထီးကျန်နေ Ice Spear short အောင်ရေခဲစားလိုက်ခဲစမ်းကွာ short အောင် ice bat လာမင်းလာခဲ့ short အောင်မေးပြီမြောက်တက်သွားမယ်ရောငါ့ကိုဒီကောင်ဘာဇူးကနဲ့ပြစ်နေကွာဟိုအမြောက်နဲ့လမ်းပြစ်နေဒီကောင်မတေနိုင်ဘူးလားကွာရာဒီကောင်တေတော့မှာ ice spear နဲ့ပြစ်လိုက်တဲ့ကောင်တေပြီ ice spear နဲ့ပြစ်လိုက်တေပြီအားရမထီးဘူးစောနာကြောက်တော့ကြီးနဲ့ကြွယ်ရမထီးလိုက်ဘူးခဏ ice bat ရှိတယ်ငါမှာice bat ရှိသေးတယ်။အော်ရေငါတေးဝါနိုင်တယ်တေးမှာမင်းကွာညီလေးอ่ะအားရောက်ဒီကောင်ရဲ့ဘာဇူကာကြီးငါ့ကိုလာပေးတယ်။ဟေးကြည့်ရဆိုးလိုက်တာကွာ။ပုံအဝေးလွင်သွားတယ်ကွာ။ဒါလည်းလုံးဝ knock off effect ပါ။ရောက်ဟိုကောင်နောက်ကိုမလွတ်ပဲနဲ့ဘေးကိုလွှင့်ထွက်သွားရော။မိုက်တယ်ပြီးတော့ကျွန်တော် quest ယူပြီးတော့ Shantas တွေကိုကေးခဲ့ပါတယ် T-Rex နဲ့ဆိုရင်တကောင်ချင်းစီ like ခုတ်နေရအဆင်မပြေဘူးပေါ့နော်ဒီမှာဆိုရင်တော့ ice fruit နဲ့အကုန်လုံးတပါးတည်းကေးလို့ရတယ်အဲ့ဒါကျွန်တော်တို့ fan တာပို့ပြီးတော့မြန်တယ်ဗျ T-Rex နဲ့ဆိုတကောင်ချင်းစီ like ချနေရပါတော့အခက်မသိရင်ကိုပြန်တေသွားနိုင်တယ်ဘာလို့လဲဆိုတော့ကိုက elemental fruit မဟုတ်လို့ဗျာဒီမှာကျွန်တော်ပြမယ်ကျွန်တော် T-Rex ပြောင်းလိုက်မယ် T-Rex ပြောင်းလိုက်ပြီဆိုတာနဲ့တွေ့တေးပြီကျွန်တော်တေးပြီဘာလို့လဲဆိုတော့ elemental fruit မဟုတ်တော့ဒီကောင်တွေကကျွန်တော်ဘလို့ထိုးကျွန်တော်တွေးရတယ်ဗျာ ice fruit မှာဆိုရင်တော့တွေးရစရာအကြောင်းမရှိอ่ะဒီမှာကျွန်တော်ပြမယ်ကျွန်တော်အမီးနဲ့ရိုက်လိုက်တဲ့ချိန်မှာဒီကောင်တွေကအကုန်လုံးကလွန်းထွက်ကုန်တာတကောင်ကြီးစီကို like ခုတ်နေရဒီမှာဆိုဗျာဒီကောင်တွေတိမ်မောနေပြုတ်ကျသွားတယ်တဲ့အမှတွေးတစ်စက်နဲ့ကောင်တွေကျွန်တော်ကအမှ like ခုတ်အောင်ပဲ ice fruit နဲ့ဆိုရင်တော့ကျွန်တော်တကောင်ကိုခုတ်မယ်ပြီးတော့တခြားတကောင်ထပ်သွားခုတ်မယ်အကျန်ကျန်တဲ့တကောင်ကျွန်တော်လောက်ကိုလိုက်လာပါဗျာလိုက်လာတဲ့အခါမှာကျွန်တော်6ရောက်လုံးတပါးလေးကေးလိုက်လို့ရတယ် T-Rex နဲ့ကြတော့အဲ့လိုလောက်ရတာမရဘူးလို့မဟုတ်ပါဘူးရတော့ရတယ်ဒါပေမဲ့ ice ကပို့ပြီးတော့လွယ်တယ်ဗျခုဆိုရင်ကျွန်တော်ရဲ့ level 926ရောက်သွားပြီဆိုတော့ quest အသစ်သွားလုပ်ရမယ်ဒီတခါတော့ကျွန်တော်ဒီတစ်ပင်အကြီးပေါ့နော်တစ်မြင့်အကြီးရနေသွားပြီးတော့ quest သွားယူရမယ်အရင်စောနာလောက်ခဲ့တဲ့နေရာ quest တွေကတော့ကျွန်တော်အကုန်လုပ်ပြီးပါပြီဒီမှာဆိုရင်တော့ကျွန်တော်တို့ quest လုပ်ရမယ့်နေရာပေါ့ Royal Squad Royal Soldier နောက်ပြီးတော့ Tanago ဆိုပြီးတော့ quest 3မျိုးရှိပါတယ်ကဲကျွန်တော်တို့ပထမဦးဆုံးကတော့ Royal Squad ပေါ့သူက Royal Squad 8ကောင်ပြင်းရမယ်Okay ဒီမှာဆိုရင်တော့ Royal Squad ဒီကောင်တွေ ice fruit နဲ့ပဲချရမယ်ရောမှာတစ်ချက်ခုတ်ဒီမှာတစ်ချက်ခုတ် Okay ဒီကောင်3ကောင်စု3ကောင်စုပြီးချမယ်ဟိုကောင်မရောက်သွားတော့ဟေးဟိုကောင်ပြောက်သွားပြီတကယ်ပဲဒီဗျာဘယ်ရောက်သွားလဲမသိဘူးရာဒီကောင်တွေလည်းခုတ်ပြီးတော့မှစုပြီးချမယ် ice ကကြောက်အဲ့လိုမျိုးကြောက်တော်တော်လေးကောင်းနေဗျာခဏရောအမခဲပြီးလိုက်ပြီရှောလာမင်းတို့ level ကွာဝိုင်းစောနာလို့မျိုးငါ့ကိုထိအောင်ခုတ်လို့မရတော့ဘူးဟာမင်းတို့တဖွားမှမခွာဘဲနဲ့ဒီနာကနေပြီးအောင်ချလို့ရတယ်လွယ်လိုက်တာ ice fruit နဲ့ပဲအခုလိုမျိုးပုံစံနဲ့ကျွန်တော်ဒီ quest တွေအကုန်လုံးပြီးအောင်လုပ်ခဲ့ပါတယ် Okay ကျွန်တော်တို့ quest အသစ်လုပ်လို့ရပြီဟာငါတောင်စောင့်နေရကွာ Royal Squad ပြီးတော့ကျွန်တော် Royal Soldier 8ကောင်ပြင်းရမယ်ဒီ quest ရဖို့တော့တော်တော်စောလိုက်ရတယ်။အိုးဒါကြီးကလုံးဝရွှေရောင်ခေါင်းလောင်းရှိရဲ့နေရာပဲ။ဟုတ်တယ်ကွာဒီနေရာပဲ။လုံးဝလမ်းတယ်ကွာတကယ် Sky View အောင် inspire ယူပြီးလောက်တာတော်တော်မိုက်တယ်။ဒီကောင်းတွေကိုကေးလန်ဆွမ်းနာလိုပဲ Angel Wings ဆိုပြီးရတယ်ပေါ့နော်။ပြောရမယ်ဆိုရင်ကျွန်တော် level fan ခဲ့တဲ့ကာလာတစ်လျှောက်မှာဒီကောင်းကင်ကျွန်းမှာ fan ရတာအကြဆုံးပဲ။ဟေးခုကတော့မိုးတောင်လင်းနေပြီ။ငါ့ရဲ့ level ကလည်း980ရှိပါပြီ။ဒါပေမဲ့ဒီကောင်းတွေကိုအခုထိချရတော့မယ်ကျွန်တော်တန်းနာကို980လောက်မှချရမယ်လို့ထင်တာပါတော့ဒါပေမဲ့မချသေးပါဘူးအိုးရပြီ quest အတစ်တန်းနာကိုတက်လို့ရပြီ alright ကျွန်တော်တို့တန်းနာကိုချလို့ရပြီကဲ defense တွေကို level မြင့်လာမှရမယ်အကြမ်းမှနည်းနည်းခံနိုင်ပူရှိမှာမဟုတ်ချက်ချင်း short ရလိမ့်မယ်ချက်ချင်း short ရလို့ကတော့အဆင်မပြေဘူး okay အဲ့တော့ကျွန်တော်တို့တန်းနာကိုကေးရတော့မယ် T-Rex ထုတ်3ချိန်ရောက်ပြီကဲငါ့ T-Rex ကိုထုတ်3ချိန်ရောက်ပြီဟမ်ဖင်မှာအမီလေးနဲ့တော်တော်လမ်းသွားပြီ
ခုဆိုရင်ကျွန်တော်တို့တန်းနာကိုတော့ပြင်းမှာဖြစ်ပါတယ်ကဲတန်းနာကိုမင်းနဲ့ငါနဲ့တွေ့ပြီမိုးကြိုးနဲ့ဂေါ်စီလာကဒိုင်နိုဆောလားမသိဘူးဒိုင်နိုဆောဖြစ်မယ်မိုးကြိုးနဲ့ဒိုင်နိုဆောအဲ့မှာတွေ့တာပဲဘယ်ပြေးနေရလဲကောင်းလေဟမ်ဘယ်ပြေးနေရလဲလို့ဘယ်ရောက်ဘယ်ရောက်တော့ဟိုတစ်ပင်နာမှာကတ်တိုးလေးပုံးနေတာဒီကောင်ကတ်တိုးလေးပုံးနေတာโอเคကျွန်တော်ခုဆိုရင်တော့တန်းနာကိုကင်းပြီးသွားပြီပေါ့နော် T-Rex က boss တွေကင်းနေရမှာတော့တော်တော်မိုင်းနေကွာကဲပြီးတော့ကျွန်တော်တို့ instant t-shirt စီမှာကျွန်တော်တို့ဒီ observation haki လာဝယ်တာပါဒါကြီးကဥစွမလားပတ်စံ9သိန်းခွဲနဲ့ကျွန်တော်တို့ဝယ်လာခဲ့ပါတယ်ဒါကိုသုံးလိုက်မယ်ဆိုရင်ကျွန်တော်တို့ရန်သူရဲ့တိုက်ခိုက်တာတွေကိုရှောင်နိုင်ပါတယ်ရှောင်နိုင်တယ်ဆိုတဲ့နေရာမှာတက်နိုင်တယ်လို့ရှောင်နိုင်တယ်ပေါ့နော်ဥပမာဟိုဘက်ကဓာတ်နဲ့ခုတ်တဲ့ဟာတွေအဲ့လိုမျိုးတခုခုပေါ့အဲ့လိုမျိုးဓာတ်နဲ့ခုတ်တာတို့လက်တီးနဲ့ထိုးတာတို့အဲ့ဒါတွေကိုရှောင်နိုင်ပါတယ်ကဲအဲ့ဒီနောက်မှာတော့ကျွန်တော်တို့ထုံးစံအတိုင်းပဲ level 7 fan ပါမယ်ဒီခါတော့ကျွန်တော် ice ပြောင်းမနေတော့ observation haki ဘယ်လောက်အလုပ်လုပ်လဲပေါ့နော်haki ဖွင့်ထားပြီးတော့ကျွန်တော် T-Rex နဲ့ပဲ like ခုတ်မယ်ရှော့အမ Godzilla ကောင်းအော်ရောငါ level 600ပြည့်တော့မယ်ဒီကောင်ပြင်ပြီးမှပြည့်သွားပြီဒီကောင်မတင်နိုင်ဘူးလားဟာရောဒီကောင်မတင်နိုင်ဘူးလား okay အော်ကျွန်တော် level 600ပြည့်သွားတယ်ဆိုပေမဲ့နောက်ထပ် island တစ်ခုမသွားရသေးဘူးပေါ့နော်ခုဆိုရင်ကျွန်တော် level 625ရောက်သွားပြီးတော့နောက်ထပ် island တစ်ခုသွားတော့ပဲပေါ့နော်ဒါကတော့ C1 ရဲ့နောက်ဆုံး island ဖြစ်တဲ့ Fountain City ကိုသွားမှာဖြစ်ပါတယ်ဒါပြီးသွားရင်တော့ကျွန်တော်တို့ C2 ကိုရောက်ပါပြီအားလုံးပဲ Saccharine site နည်းနည်းသေးသွားရလို့ခံစားရတာဗျဟုတ်ပါတယ် Saccharine site သေးသွားပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ပုံမှန် record လုပ်နေကြ laptop နဲ့ record လုပ်ထားတာမဟုတ်လို့ပါကျွန်တော်ပုံမှန်ဒီ Asus TUF F50 နဲ့ record လုပ်တယ်ဆိုပေမဲ့အခုက Acer Predator နဲ့ record လုပ်တယ်ပေါ့နော်60:9 ratio ကနေပြီးတော့60:10 ratio ဖြစ်သွားတော့ screen ကအဲ့လိုဖြစ်သွားပါတယ်ဒါက60:9 နဲ့ 60:10 video နှစ်ခုလုံးကျွန်တော်ကဒီ edit လုပ်တဲ့အတွက်ကြောင့်မလို့ screen ကအခုလိုမျိုးဖြစ်သွားတာပါအဲ့ဒါလေးကိုနားလည်ပေးကြပါနောက်ထပ် video တွေဆိုရင်တော့ကျွန်တော်တို့60:10 ratio နဲ့လာပဲပေါ့နော်အကြမ်းတော့အခုလိုမျိုးပုံစံမဟုတ်ဘဲနဲ့ full screen နဲ့ကြည့်ရမှာဒီမှာဆိုဘယ်မှမသိတဲ့သူကြီးကကျွန်တော်ဘာမှသုံးစားမရတဲ့ fruit လာပေးပါတယ်ကဲခုဆိုရင်တော့ကျွန်တော်ရဲ့ level က650ဖြစ်သွားပါပြီကဲနောက်တဲ့ quest တစ်ခုကတော့ calorie captain လို့ခေါ်ပါတယ်ဒီကောင်တွေကတော့ whole back ကမ်းမှာနေတယ်ဗျဒီကောင်တွေ6កောင်ပြင်းရမယ်ဘန်ရေခဲခဲပြီးတော့ဒီကောင်တွေဒီနားမှာအမုံကျိတ်ရမယ်အခုလိုမျိုးလူစုနေတဲ့အချိန်မှာ damage ပေးရတော်တော်ကြီးကိုမိုက်တယ်ဒီမှာဆို damage 12000လောက်မှအဲ့ဒီပုံစံနဲ့ပဲကျွန်တော် level အကြာကြီး fan ပဲပေါ့နော်နောက်ဆုံး boss ကတော့ Frankie ဖြစ်မယ်โอเคကျွန်တော်တို့ quest အတိရပြီ boss တက်ရတော့မယ် quest အရင်ဆုံး quest သွားယူမယ်သူက side boss ဒီမှာ side boss quest ယူရပြီ ready ပဲ T-Rex လည်းပြောင်းလာပြီဆိုတော့အဲ့ကောင်တော့ပြင်းလို့ရပြီတော်သေးရပါဟိုမှာအဲ့ကောင်ရှိတယ် side boss ရှိတယ် okay ready ပဲဟာဟိုကောင်တန်းချတာပဲဟိုကောင်ချပြီဆိုတော့ငါလည်းချပြီလေအနေရောဘယ်ရောက်အောင်ဒီမှာဒီကောင်က side boss ဆိုတော့သူ့ရဲ့လက်နက်တွေကကျွန်တော်တို့မှာ launcher တွေအမြောက်တွေလေးစားတွေအဲ့လိုမျိုးဖြစ်မယ်ထင်တယ်ဆိုတော့ကျွန်တော်အမြောက်နဲ့လမ်းထုပါပဲကျန်းနေဘယ်ရောက်လဲမသိဘူးဘယ်ရောက်လဲအော်ဒီကောင်เนี่ยရေးတယ်ချနေရဟိုကောင်ကတော့ dragon fruit ရဲ့ ability မလားဟုတ်လောက်မယ်အိုးအဲ့ဒါရစောက်ရပိုက်တယ်ကွာလောအမြင့်ကြီးနဲ့လောအဝေးကြီးစောင်းကျန်းဟိုပြင်နေလေးပြုတ်ကြပါပြီပြန်လာလိမ့်မယ်အဲ့ကောင်ပြန်လာလိမ့်မယ်โอเคညီလေးရာအမီးနဲ့ရိုက်ပေးလိုက်မယ်လားအမီးနဲ့ရိုက်ပေးလိုက်မယ်တကွက်ပြမယ်ရှော့အမဟာနိုင်ပါပြီအဲ့ဒီမှာကျွန်တော်တို့ Frankie ရဲ့မျက်မှန်ရတယ်ပေါ့နော်အဲ့ဒီမှာ item ထဲမှာတစ်ချက်ပြမယ်ဒီမှာ Frankie ရဲ့မျက်မှန်ရတယ်ကျွန်တော်ရဲ့မျက်လုံးကိုကြောက်စပင်းလေးဖုံးတာတော့မြင်ရမှာမဟုတ်ပြီးတော့ကျွန်တော်တို့ Marine Fortress ကိုပြန်လာပြီးတော့နောက်ကနေဝစ်ယုံအနက်ပေါ့နော်အဲ့ဒါဝယ်လို့ရတယ်ဆိုပြီးတော့ကျွန်တော်ဒီနေရာခေါ်လာတာပါကျွန်တော်လည်းလမ်းပဲထင်ပြီးတော့လိုက်တာအမဘဲကြီးတစ်ခုတွေ့ဘဲကြီးကဆက်ဖြဲနေအမကျွန်တော်ဘဲကြီးရနေပြီးတော့ hey မင်းဝယ်ရုံဝယ်ပါလားတဲ့မင်းဝယ်မယ်ဆိုရင်တော့တဲ့ငါမင်းကို9000နဲ့ပေးမယ်အမကျွန်တော်လည်းဒီကောင်းချင်ရနေပြီးတော့ဘဲကြီးရနေဝယ်ရုံဝယ်လာလိုက်တယ်ငါမှလည်းပတ်စံ1,000,000တောင်ရှိရဲဆိုတော့ပွားပြီလေတည်းမလားဝယ်လာလိုက်တယ်ပြီးတော့စုပ်ရက်တက်နေရမယ်
ပြီးတော့ကျွန်တော်တို့ side ball ကိုပြန်သွားကေးပါမယ်ကျွန်တော်ရဲ့ level ကလည်း699ရောက်နေပြီဆိုတော့ဒီခါ side ball ကိုကေးပြီးသွားကျွန်တော် level 900ရောက်သွားပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ C2 သွားလို့ရပြီဒီမှာဆိုရင်ကျွန်တော် block fruit stat တွေကို level 1000လောက်တင်ပြီးသွားပါပြီကဲကျွန်တော်တို့ C2 သွားဖို့ ready ဖြစ်နေပြီကဲအဲ့တော့ကျွန်တော်တို့side ball okay side ball ကဲ side ball တော့ကေးမယ်ဗျာဒီကကေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ C2 ကိုတွားတော့ပါဖြစ်ပါတယ် C2 တွားဖို့ဘာလိုအပ်လဲဆိုတော့ကျွန်တော်တိတိကျကျတော့မသိသေးဘူးဒါပေမဲ့ကျွန်တော်လည်းပါလာတဲ့သူကတော့ကျွန်တော်ကိုကူညီပေးမယ်လို့မျှော်လင့်ပါတယ်ငါလာပြီယောဟာရရဆောက်ရပါတယ်ကွာလိုင်းတော့လိုင်းတေရောမယ်ရော side ball တေရောမယ် okay side ball တေသွားပြီ oh let's go ခုဆိုရင်တော့ကျွန်တော် level 900တိရောက်သွားပြီဖြစ်တဲ့အတွက် C2 ကိုသွားဖို့ ready ဖြစ်သွားပါပြီဒီမှာဆိုရင်တော့သူတို့က ready to go to the new world ပေါ့နော်ကဘာတစ်ကိုသွားတော့မှာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော် C2 သွားတော့မှာပါကဲအခု align လုပ်လိုက်ပါတယ်နောက်ပြီးတော့ portal fruit စားထားတဲ့ public က brother တယောက်ကကျွန်တော်တို့ကိုကူညီမယ်လို့ပြောတယ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာ level 900ပြည့်သွားပြီလို့ပြောတယ်အဲ့မှာ तू ကကျွန်တော်တို့ဒီ portal နဲ့embed down လား prison ကိုခေါ်လာခဲ့ပါတယ်prison မှာကျွန်တော်ဘာလို့အောင်လဲမသိဘူးသူ့နောက်လိုက်ဖို့ပဲကျွန်တော်သူ့နောက်ကိုပဲလမ်းရမယ်ဒီမှာကျွန်တော်တို့ကဒီကောင်းကိုစကားလာပြောရပါတော့ဘာညာပြောပြီးဆိုရင်ဒီမှာတော့ပေးပါတယ်ပြီးတော့ကျွန်တော်တို့က frozen village ကိုသွားပြီးတော့ဒီ ice admiral ကိုသွားတွေ့ရမယ်ကဲအဲ့တော့ကျွန်တော်တို့ဒီ portal fruit နဲ့ပဲ frozen village ကိုတွားလိုက်ပါတယ်အဲ့မှာကျွန်တော်တော့ကာမီဝင်တော့တကားပွင့်သွားပြီပေါ့နော်အထဲမှာရေတက်ဘိုးချုပ်ရှိနေပါတယ်ဒီအော်ကီဂျီပေါ့နော်ရေခဲစားလာတဲ့ ice admiral နဲ့တွေ့ပါတယ်ကျွန်တော်ရဲ့ T-Rex အစွမ်းကို share ပြပြီလေhaki ဖွင့်ပြီးတော့ observation haki ဖွင့်ပြီးရေးတယ်ခုတ်ပြီးဒီကောင်မန်ကန်ဖြုတ်ပြီဒီနေရာကတော့ငါဒီကောင်နဲ့ buy one တီးရမယ့်နေရာပေါ့ဟိုကောင်တွေကတော့ငါ့ကိုကူမှာမဟုတ်ဘူးဒီကောင်ယူ share ပြင်းရမှာဒီကောင်ယူ share ပြင်းအောင်ဒီကောင်မနိုင်လို့မရဘူးဒီကောင်မနိုင်ဘူးဆိုငါ C2 နဲ့မထိုက်တန်ဘူးမင်းရန်သူကငါကွာဘာလို့မဆိုင်သူတွေဝင်ချနေရလဲဒီကောင်ကမဟုတ်တော့ဘူးဒီကောင်ဆုံးပါပြီးမှရတော့မယ်ဟောရငါရေခဲခဲဝိုက်ပါလို့မရတော့ဘူးတော်လေးကွာ observation haki ဖွင့်ပြပြန်ခုတ်လို့ okay ချင်းနေရကောင်းတယ်ငါတွေးအများကြီးကြံနေရအဲ့ကောင်တေးတော့မှာဒီကောင်ငါ့ဘာမလုပ်နိုင်ဘူး okay ကောင်တေးသွားပြီဟူးတော်လေးရပါကွာကောင်တေးသွားပြီကဲအဲ့နောက်မှာတော့ကျွန်တော်ပေါ်တယ်ဖွင့်လိုက်ရပါတော့ကျွန်တော်အဲ့ဒီပေါ်တယ်နဲ့လိုက်သွားတော့မယ်ဘယ်ကိုရောက်သွားမလဲမသိဘူးစားရအများကြီးပေါ်နေတယ်ခွန်းထဲမှာပဲပေါ်တယ်လေးဝင်ပါလေဆိုပါโอเคကျွန်တော်တို့ဒီမှာ prison ပြန်ရောက်လာပါပြီprison ပြန်ရောက်လာပြီးတော့ဟိုကောင်ကြီးကိုတွားပြီးတော့စကားပြောမယ်ပေါ့နော်ကျွန်တော်ဒီ ice admiral ကိုဘလို့ပြင်းခဲ့ဆိုတော့ဒီကောင်ကိုပြောရမယ်โอเคအခုဆိုရင်တော့ကျွန်တော်တို့ second C ကိုသွားဖို့ ready ဖြစ်ပါပြီswam ကလည်း second C မှာပေါ့နော်ကျွန်တော်တို့C2 ကိုသွားဖို့အတွက်ဆိုရင်တော့ middle down အရင်သွားမှာပါကဲအခုကျွန်တော် portal နဲ့ middle down ကိုမြင်ဆန်ရောက်လာပါတယ်။အော် swam ရှိရအဲ့တော့လမ်းကြောင် swam ကိုဝင်ကေးလာအောင်မယ်။swam ဘယ်ရောက်အော်ခေါင်းကိုတက်သွားတယ်ဒီကောင်လည်း okay ပါလို့ boss ထဲမှာဒီကောင်တက်အလွယ်ဆုံးပဲဟို gorilla ကင်းတဲ့တူပဲ။အော်လောက်တက်တော့ swam ကသူ့ရဲ့ဓာတ်ကိုမချပါဘူး။ကဲအခုဆိုတော့ကျွန်တော်ဒီ public ကသူတယောက်ရဲ့လမ်းပြတဲ့နောက်ကိုလိုက်မယ်ပေါ့နော်။ဒီဘက်ကိုသွားမယ်ထင်တယ်ဟုတ်တယ်အဲ့ဘက်ကိုသွားမယ် okay ဟိုမှာဒီကောင်စီမှာပြောရမှာနဲ့တွေ့ကဲ oh my god blow through second C ရဲ့ကဲအခုဆိုရင်တော့ကျွန်တော် blow through second C ကိုရောက်ပြီပဲဖြစ်ပါတယ်နေကဘလိုနေရာရုံးဒီငါနဲ့စိတ်ဝင်စားတယ်။အော်ရောဒီမှာဘောင်ဒီမြင့်တဲ့ကောင်နေ C1 နဲ့ဆိုင်တော့ဒီကောင်နေဘောင်ဒီမြင့်လာတယ်ဗျာ။ဒီမှာတော့ကျွန်တော်ကြားရတော့ဘောင်ဒီဟန်တာတွေပါတော်တော်များတယ်လို့ပြောတယ်။ Okay ကျွန်တော်တော့ pirate ပဲယူလိုက်ပါတယ်။ Oh my god ကျွန်တော်လုံးဝ C2 ကိုရောက်သွားပါပြီ။ C2 second C ရော။ကြီးရတော့ဒါကြီးကdrug rosa နဲ့တော့တူပဲ။ဒီမှာဆိုရင်တော့ကျွန်တော်တို့ဟိုမှာရှိခဲ့တဲ့အတိုင်းပါပဲကျွန်တော် C1 မှာရှိခဲ့တဲ့အတိုင်းပဲအကုန်လုံးကတော့ out of stock ဖြစ်နေတယ် Okay အဲ့တော့ဒီနေ့ရဲ့ video ကလောက်ပါပဲကျွန်တော် second C ရောက်ပါပြီ
နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်တွေ့ကြမယ်ကျွန်တော်လည်းဗီဒီယိုတွေကိုအမြန်ဆုံးတင်နိုင်အောင်စူးစမ်းနေပါတယ်ကဲအဲ့တော့နောက်နေ့မှတွေ့ကြပါဦးဗျာ